ဝီစုတ်တဲ့ငက်မြင်ဘူးလားအင်္ဂလိပ်လိုဆိုတော့ hummingbird လို့ခေါ်တယ်သူတို့ဝီဘလို့တောက်တယ်ဆိုတော့ရှာနဲ့ရက်တာ10 minute တခါတောက်တယ်ပြီးတော့ပင်ကူးနဲ့ပိုးကောင်နဲ့စားတယ်ဒီမှာအများကြီးရှိတယ်နော် hummingbirds ကိုကဘီ Trinidad and Tobago နိုင်ငံကိုရောက်ရင်သူတို့ရဲ့အတောင်းပန်တွေကို10 second တွင်အချိန်90ကတ်ကြတယ်ဗီဒီယိုရိုက်ပုံမလွယ်ဘူးသူအများမြန်တယ်တော်လေးအောင်မြန်တယ်ထူးဆန်းတဲ့ခုကသူတို့ဇောက်တိုနောက်ပြန်ရှေးကိုဘေးကိုပြန်တန်နိုင်တယ်တော်လေးကိုချစ်ဖို့ခေါ်နော်ကျန်နေကြတယ်ဝီဆုံးငယ်များကတကဘာလုံးမှာအသေးဆုံးငယ်ဖြစ်ပါတယ်တချို့အမျိုးအစားကအလေးချိန်က1 gram ပဲရှိတယ်အဲ့ဒါချွေးစီတစ်ခုနဲ့တူတယ်သူတို့ရဲ့ငက်တိုက်ကိုကြည့်တီလေးပဲနော်တပုံရိုက်တာကမြောက်ရိုက်တာတဲ90လို့ရိုက်တာကောင်းတဲ့ပုံတပုံပဲရှိတယ်သူအရမ်းမြန်တယ်10 minute တွင်သူတို့နှလုံးအခါ1200အခါခုံးတယ်တပုံရိုက်မလို့ပဲရှိတယ်သူပျောက်သွားတယ်တခါလေပြန်တန်းနိုင်တဲ့6မြတ်ယတနာလို့ခိုးကြတယ်တောက်ပါတဲ့အယောင်ရှိလို့ဘာတိုက်တယ်ဆိုတော့ဟိုတကြားရေးသူတို့ရဲ့မျက်စိလည်းတော်တော်ထူးဆန်းတယ်လူတွေမမြင်ရတဲ့အယောင်တွေသူမြင်ရတယ်သူတို့စိတ်တိုတယ်ခဏအချင်းရံဖြစ်တယ်နော်အဲ့ဒါဟိုတဘာဝဆိုသူတို့ဘာစားတယ်ဆိုဘာတောက်တယ်ဆိုတော့ဝီလေပန်တွေရထွက်တယ်ဝီဒါပေမဲ့အဲ့ဒါတကြားရေးသူတို့ America style မှာပဲနေတယ်အတောင်ပိုင်းအမြောက်ပိုင်းအလဲပိုင်း America တကယ်ကဘာပေါ်မှာဒါလုံးဝအိုးစရာအကောင်ဆုံးတတဝါထဲမှာပါတယ်သူတို့ကတော်တော်အရေးကြီးတဲ့တတဝါဘာဖြစ်လို့ဆိုတော့သူတို့အပင်ပန်းများကိုဝင်းမုံကုပေကြတယ်ချစ်ဖို့ကောင်းတယ်နော်